ဓမ္မရာဆိုရင်တတိယဆောင်မှာဖတ်ရှုခြင်းတယံယောဂရှင်ဘုရင်သည်ရစ်ပူဇော်ခြင်းကအလွန်မြင့်မြတ်သောအယက်တည်ဟုသောဂီးပေါင်မျိုးတို့တွား၍ထိုရစ်ပလင်ပေါ်မှာမီးရှို့ရာရစ်တထောင်ကိုပူဇော်လေ၏ထိုမျိုး၌ထာဝရဘုရားသည်ညဉ့်အခါအိမ်မက်တွင်ဆောလမုန်အားထင်ရှားလျက်ငါပေးရမည်စုကိုတောင်းတော်ဟုဘုရားသခင်မိန့်တော်မူ၏ဆောလမုန်ကလည်းကိုယ်တော်၏ကျွန်အကျွန်ုပ်၏အဖဒါဝိဒ်သည်ရှေးတော်၌သဘောဖြောင်း၍အမှားတရားဖြောင်းမှတ်ခြင်းတရားအတိုင်းကျင့်တည်နေအမည်သူ၌များစွာသောကျေးဇူးကိုပြုတော်မူပြီးယနေ့တွင်ရှိသည့်အတိုင်းသူ၏ရာဇပလင်ပေါ်မှထားရသောသားကိုသူ့အားပေးသနာတော်မူသဖြင့်သူ့အဖို့ကျေးဇူးတရားကိုဆောင်ရှောက်တော်မူပြီးယခုမှအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကိုရောကျွန်ကိုအဘဒါဝိဒ်ကိုစားရှင်ဘုရင်ရာ၌ခန့်ထားတော်မူပြီးတို့ရာတွင်အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏ထွက်ဝင်ခြင်းကမတတ်နိုင်ပါရွေးချယ်တော်မူ၍အရေးအတွက်အဖြစ်အတိုင်းမတိများပြားစွာသောကိုရော၏လူမျိုးကြီးလင်၌ကိုရောကျွန်ရှိပါ၏တို့ဖြစ်၍ကိုရောကျွန်သည်ကိုရော၏လူတို့ကိုတရားစီရင်နိုင်မည်ကြောင်းကောင်းမကောင်းကိုပိုင်းခြား၍တည်တတ်သောဉာဏ်ကိုပေးသနာတော်မူပါဤများလောင်များစွာသောကိုရော၏လူတို့ကိုအဘယ်သူသည်ကိုယ်အလိုလျောက်တရားစီရင်နိုင်ပါမည်ဟုတောင်းလျှောက်၏ထို့သောဆောလမုန်တောင်းလျှောက်သောပတ္ထနာစကားကိုထာဝရဘုရားသည်နှစ်သက်တော်မူ၏ဘုရားသခင်ကလည်းသင်သည်တာရှည်သောအသက်ကိုမတောင်းစီးစိမ်ကိုလည်းမတောင်းရန်သူတို့၏အသက်ကိုလည်းမတောင်းတရားစီရင်ခြင်းကတတ်နိုင်သောဉာဏ်ကိုသာကိုယ်အဖို့တောင်းလျှောက်တော်ကြောင့်သင်တောင်းလျှောက်သည့်အတိုင်းငါပေး၏ထိုမှတပါသင်နှင့်တူသောရှင်ဘုရင်တယောက်ကိုများသင်လက်ထ၌မရှိစေခြင်းကသင်မတောင်းသောစုစည်းစိမ်ဥစ္စာဂုဏ်အသရေကိုငါပေး၏ဘုရားသခင်နှုတ်ကပတ်တော်မူသည်